ကဲတော့လာပါရှင်တင်တာတော့ကြာပြီပေါ့နော်2ရက်လောက်တော့မတင်တာကြာသွားပါတယ်အခုကအဲ့ဘာတွေဖြစ်နေမှမသိဘူးစိတ်ကကြောင်းရင်သွားတယ်နဲ့အခုမှ10:48ပဲရှိသေးတယ်ထပ်ပြင်းနေကျောင်းက7နှစ်မှလာမှာပေါ့နော်အဲ့တော့ထပ်ပြင်းနေပါတယ်ကျောင်းလေးတော့မပြပေးတော့ပါဘူးပြပေးရမလားမပြပေးရတော့မသိဘူးနော်ပြပေးမယ်နော်ခဏလေးအောက်ပိုင်းတစ်ပိုင်းမမြင်ရတယ်မကဲဒါလေးတော့လွယ်လေးပါပါကဲစင်လေးကိုပုံစံပြောင်းလိုက်ပါပြီရှင်ဟိုစင်လေးကအရင်တော့စင်လေးကဟိုမှာတို့လာဒါလေးအဲ့ဒါလေးကအနောက်ကိုရောက်သွားပါပြီနော်ဒါအခုမထားတော့ပါဘူးဘာလို့ဆိုစင်အစ်စ်ကရောက်လာပြီမလို့ပါအမေတို့မှာလိုက်တာရောက်လာပြီပေါ့နော်အခုပြပြပါမယ်အဲ့စင်ကိုမှာပါဒါလေးကတော့စင်လေးပါဒီမှာပဲဖြစ်ပါတယ်ရှင်ဟိုစင်လေးနဲ့ထားပါမှာပါဘာကအလူတော့ပူရပါတယ်ပေါ့နော်ပြီးတော့ဆုလက်စလိုင်းလုပ်ထားတယ်ရှိပါသေးတယ်စလိုင်းလုပ်ထားတဲ့ဗီဒီယိုလေးလည်းတင်ပေးထားရနော်လုံနည်းလေးသိချင်နော်အဲ့ဗီဒီယိုလေးကိုကြည့်လိုက်ပါရှင်ဒါလေးကတော့ဆုလက်စလိုင်းလုပ်ထားပါအိုးကန်လို့ကောင်းမကောင်းကန်လို့ကောင်းမကောင်းအိုးကန်လို့ပြန်ကောင်းနေသူ့ဟာကောမများစီနဲ့ခုကဒီဆလောင်းပြတ်ပြင်မယ်ပေါ့နော်ဒီနေ့ရက်ချက်လေးလည်းမရှိဘူးဆိုတော့နည်းနည်းလေးမေးဝါကြမှာဆိုလို့လာရတာဖြစ်ပါတယ်ရှင်မျက်နှာနေရမ်းထိုးနေမျက်နှာရမ်းဖြူတယ်ကျဲစီကတစ်လုံးတက်တယ်တစ်လုံးမတက်ဘူးပေါ့နော်ဘာလို့ဆိုတော့လေဘင်းအဲ့လို့ကဲပြင်ပါမယ်ဒါလေးကိုကဲခွာတော့ပြင်ပြီးတော့ပါပြီဘာထည့်လိုက်တာလဲဆိုတော့ဒီထည့်လိုက်တာပါဒီလေးကိုနည်းနည်းလေးပဲထည့်အောင်နေရတယ်ပြီးတော့ဆလိုင်းနောက်ထပ်တစ်ခုရှိသေးတယ်အဲ့ဒါလေးလည်းဆုပ်ပြမယ်နော်ကဲအိုးဆိုလက်ကဒီညနေလေတင်ပြရင်တက်ပေးပါမယ်ညနေကျရင်ဖတ်တော့လေတော့တေချာတော့မသိသေးဘူးပေါ့နော်ခုကဒါနောက်ထပ်ဆလိုင်းလေးကိုယူလိုက်တာပါဒါဆလိုင်းမဖြစ်သေးရဲ့လားအရေးကြီးဖြစ်သွားကြမသိအိုင်ရှာယွန်စီအိုင်ဟောတော့ဒါနဲ့အရှိလိုမျိုးဖြစ်သွားဘာဆက်ထည့်ရမှာမသိဘူးတိရတူလေးပြောပြရအောင်နော်ဒီဆလိုင်းဒီလိုမျိုးလေးပေါ့နော်ပြပြပါအောင်ခုကဆုလက်စီမှာပေါ်ရှိတယ်ဖော့ကြုံရှိတယ်ဒါဆက်ပြဟိုဆက်ပြကုန်းနေပေါ့နော်ဆက်ပြလေးတော့နောက်ရကြရင်လုပ်လိုက်ပါဦးမယ်ဆက်ပြအဲ့လိုမျိုးစလိုင်းနေပါလို့လို့ရှိရင်ဆက်ပြကိုအဲ့လိုမျိုးရေချိုးရဲ့ဆက်ပြအရေလေးရရဲ့အမြုပ်လေးရပါတယ်ဆုလက်ရဆိုဒါလေးကိုအမြုပ်လေးနဲ့တုံးထားတာပဲဖြစ်ပါတယ်တုံးထားတာပဲဖြစ်ပါတယ်ပေါ့နော်နေကဆုလက်စီမှာဘလန်ပေါက်3ပေါက်ရှိပါတယ်မဟာနဲ့ဆို4ပေါက်ပပပေါက်5ပေါက်ပေါ့နော်အားလေးကိုဘာထည့်ရင်ကောင်းဘာဒီကျောင်းသားကမှဘာချိန်ကောင်းလဲဆိုတာရွေးလိုက်ပါမယ်ရွေးပြီးရင်ပြန်လာပါမယ်ရှင်နောက်ဆုံးတော့လဲ Samurai Ocean ကိုမချိတ်ချင်တော့လဲနေခဲ့လိုက်ပါငါးကြောင်မှလာကောင်းမယ်ပလီလေးကိုချိတ်ပါမယ်ပလီလေးထဲမှာလိုချင်တာလေးကဒါလေးအရင်လိုချင်တယ်ဒါလေးလိုချင်တာဒါလေးလိုချင်တယ်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 ပေါ့နော်အခုကလည်း unboxing နဲ့ပြမယ်မနဲ့အဲ့လိုမျိုးကျောင်းသားကမှချိတ်တဲ့ဟာရဲ့ပုံတော့ line ပေါက်တွေကို unboxing ပြပြီးမှဖြစ်ပါတယ်လေးလေးဒီကတော့တီးပြီးပေါ့နော်ဖောက်ပြီးသားကိုပြန်နဲ့ဖောက်ပြပါခုဟာပုံအဲ့လိုမျိုးကြီးလောက်ခါခဲ့တဲ့ကတီးရဲ့ပေါ့ပြောလဲဒီလိုလေးဆွဲရပါနာပါ
ပြာလေးကဖောက်ပြပြီးနေတူတယ်နော်မျက်လုံးကတော့အမဲရောဒါရောလှည့်ရပါတယ်ကြည့်ရလေထိတ်လိုက်ပါကဲဒီမှာပါချိတ်ပြီးသွားပါပြီအဲ့လိုပဲဘူးခုမဲကြံတော့ပါဘူးခုနေကိုလေဟိုလိုမျိုးမလုပ်ချင်ဘူးပေါ့နော်အလှမစင်ချင်အယုတ်အိမ်လေးပါလုပ်ချင်သူ့ရဲ့ original တိုင်းနဲ့ထားပါတယ်ဘူးခုနေပါဆိုတော့အဲ့လိုလုံးဝလုံးဝမကြိုက်ဘူးဟဲ့ကြောင်းမြန်ကိုကတော့တက်လို့ချိတ်လို့ရပါပြီဒီမှာပါနည်းနည်းကြုံပြောင်းမယ်ဒီကပိုင်းအပြတင်စားရမိနေရဆင်းတော့ပါတယ်မိနေရတော့မသိပါဘူးရှင်အားလုံးမဗီဒီယိုဆုံးဖြတ်ကြည့်ရတဲ့စစ်စစ်တမ်းစစ်စစ်တမရအားလုံးမပိုင်မ like and subscribe bye bye